ရိုနယ်ဒိုနဲ့အမ်ဘာပေကမ္ဘာဖလားမရဝဲမက်ဆီဖလားရမယ်လို့ဟောကိန်းထုတ်လာတဲ့အီမီဆန်ဒီနေ့ကမ္ဘာဖလားဟာအကန်ဝင်ကစားသမားကြီးတွေဖြစ်တဲ့ရိုနယ်ဒိုနဲ့မက်ဆီတို့အတွက်နောက်ဆုံးပြိုင်ပွဲဖြစ်နေပါတယ်။မက်ဆီကကမ္ဘာဖလားရဖို့ပြီးသားဖြစ်လို့ပရိသတ်အများစုကဒီတစ်ချိန်မှာရိုနယ်ဒိုရဲ့ပေါ်တူဂီအသင်းကိုဖလားရစေချင်နေတာပါ။ဒါပေမဲ့ဒီလိုချိန်မှာတိုက်ဆက်နဂါးဆက်ဆိုပြီးအကြမ်းမြင်ရတယ်လို့နာမည်ကြီးနေတဲ့တရုတ်ဆောင်အဆိုတော်အီမီဆန်ရဲ့ဟောကိန်းတစ်ခုကပရိသတ်တွေကြားမှာဟိုလေးတကြောထွက်ပေါ်လာပါတယ်။အီမီဆန်ဟာအရင်ကတည်းကမြန်မာနိုင်ငံမှာငလင်းလုံးမယ်ရေကြီးမယ်ဆိုတာတွေကိုကြိုသိခဲ့တယ်လို့ဆိုထားသူပါအခုကမ္ဘာဖလားအတွက်လည်းသူမရဲ့အကြမ်းမြင်အာယုံအရရိုနယ်ဒိုရဲ့ပေါ်တူဂီနဲ့အမ်ဘာပေတို့ဟာဖလားရကိန်းလုံးဝမမြင်ဘူးလို့ပုံမှန်လေးလေးဟောကိန်းထုတ်လိုက်ပါတယ်။သူမရဲ့အမြင်အရဆိုရင်တော့ဒီနှစ်ကမ္ဘာဖလားကိုမက်ဆီရဲ့အာဂျင်တီးနားအသင်းဒါမှမဟုတ်ဘရာဇီးအသင်းကသာရရှိသွားလိမ့်မယ်လို့အခိုင်အမာခန့်မှန်းထားတာပဲဖြစ်ပါတယ်။ဒီလိုမျိုးအီမီဆန်ရဲ့ပြတ်သားတဲ့ဟောကိန်းကြောင့်ပရိသတ်တွေကြားမှာတော့ဝေဖန်မှုတွေနဲ့စိတ်ဝင်စားမှုတွေအတော်လေးမြင့်တက်နေပါတယ်။ရိုနယ်ဒိုရဲ့နောက်ဆုံးအိမ်မက်ကတကယ်ပဲပျက်စီးသွားမလားဒါမှမဟုတ်အီမီဆန်ရဲ့ဟောကိန်းကပဲလွဲချော်သွားမလားဆိုတာကိုတော့ဘောလုံးဝါသနာရှင်တွေအားလုံးကရင်ခုန်စွာနဲ့ဆက်လက်ပြီးတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ပရိသတ်တို့ကရောဘယ်လိုထင်ပါသလဲရှင်။လူတိုင်းမဝင့်နိုင်တဲ့3000တန်နာယီကြီးကိုပတ်ပြလိုက်တဲ့ခင်လိုင်းလူရှင်တော်ကြီးဦးခင်လိုင်းရဲ့ fashion တစ်ခုကလူမှုကွန်ရက်မှာတော်တော်လေးကိုဟိုလေးတကြောဖြစ်နေပါတယ်။အဲ့ဒါကတော့မကြသေးခင်ကအင်တာဗျူးတွေနဲ့အနုပညာလှူရှာမှုတွေမှာဦးခင်လိုင်းဆွဆွမြဲမြဲဝတ်ဆင်လာတဲ့အဖြူရောင်နာယီတစ်လုံးအကြောင်းဖြစ်ပါတယ်။ဒီနာရီလေးဟာတာမန်နာရီမဟုတ်ဘဲကမ္ဘာကျော်ဆွစ်ဇာလန်အမတ်တစိမ့် Richard May ဖြစ်နေရကြောင်းနာရီ crazy တွေကြားမှာအစ်စ်ဝစ်ထားတာလားဆိုပြီးတော့တော်တော်လေးစိတ်ဝင်စားနေတာပါ Richard May နာရီတွေကပုံမှန်အားဖြင့်3,500ကျော်လောက်ကနေစတင်ပြီးတော့အခုဥခင်လိုင်ဝစ်ထားတဲ့ပုံစံမျိုးဆိုရင်တော့မြန်မာငွေ3,000 ကျော်ထိုင်းဘတ်17သန်းကျော်တန်ကြီးရှိပါတယ်ဒီလိုနာရီမျိုးကတစ်နှစ်ကိုအလုံးရေအကန့်အသတ်နဲ့သာထုတ်လုပ်ထားတာကြောင့်ငွေရှိတိုင်းလိုချင်တိုင်းဝယ်လို့မရနိုင်လောက်အောင်တန်ဖိုးကြီးမှာပါတယ်ဈေးကွက်ထဲမှာဒီဇိုင်းဆင်တူတဲ့အခြား brand တွေ30ဝန်းကျင်လောက်နဲ့ရနိုင်ပေမဲ့နိုင်ချစ်သူတွေကတော့ဥခင်လိုင်းပတ်ထားတာနိုင်အစ်စ်ဖြစ်ဖို့80ရာခိုင်နှုန်းတည်ကြတယ်လို့မှတ်ချက်ပေးနေကြပါတယ်။အနုပညာလောကမှာခက်ခဲစူးစမ်းခဲ့ပြီးတော့အခုဆိုရင်တော့မော်ဘီမှာ3000ချီတန်းနဲ့ချန်ကျဲကြီးတွေစိန်ခံကားတွေပိုင်ဆိုင်တဲ့အထိအောင်မြင်နေတဲ့ဥခင်လိုင်းရဲ့ခိုင်မာတဲ့အချမ်းသာကြွယ်ဝမှုအတိုင်းအတာအရဆိုရင်ဒီလို3000တန်နိုင်ကြီးကိုပုတ်ပပပတ်နိုင်တာမဆန်းဘူးလို့ဆိုပါတယ်။ကဲပရိသတ်ကြီးကရောစူးစမ်းမှုနဲ့အတူအခုလိုမျိုးတန်ဖိုးကြီးပစ္စည်းကိုပိုင်ဆိုင်လာနိုင်တဲ့ဥခင်လိုင်ရဲ့အောင်မြင်မှုပေါ်မှာဘယ်လိုမြင်ကြပါသလဲရှင်။